你妈来话来话题下来，来实在ဝင်ပြထားတယ်။အဲ့ဒီ6လှုပ်ရှားလို့ရရမလား။ဒါကျော်ဒီပတ်သက်တောင်းယူကျော်အခုလာလောက်တာပါ။အဲ့တော့ကျော်ဒီခြေထောက်စတီကိုဖြတ်မဲ့ညီလေးကိုကျော်လာတွေ့ရမယ်နော်။အဲ့တော့ကျွန်တော်စီးုံသွားမှာဖွေးရမှာနဲ့ကျွန်တော်အချိန်ဘယ်လိုရှိရဲဆိုတာဥပမာပြန်ကြည့်လို့ရမှာ။နောက်တစ်ချက်ကကြတော့မမပြီးကိုပြန်ပို့လို့လည်းအဆင်မပြေဘူး။ဒီမှာဒီစတီကိုဖြုတ်ရမှာ။စေးုံကြောင်းဝင်တော့3000လောက်ကြာမလို့တော့ပြောတယ်။ဒါပေမဲ့ကိုဟဲတော့2000မှတည်တယ်။စေးုံရောက်တဲ့အခါမှာဘယ်လောက်လိုလဲလိုတဲ့လောက်ကိုအားလုံးဝိုင်းဝိုင်းလှူဒန်းနိုင်လှူဒန်းပေးပေါ့လို့ပြောချင်ပါတယ်။အများကြီးတော့မလိုပါဘူး။ဒါကလို့4-5ထောင်ပေါ့။ကို2000လာခဲ့နော်။ကြာသွားถ้าตาก็เดินได้แล้วนะจ๊ะใช่นะถ้าตาก็เดินได้แล้วแค่รู้ရှိရတော့သူဘာဖြစ်လာလဲမှာလမ်းဆောင်နိုင်တော့မယ်ရှင်လေဖြစ်ရုပ်ကလေးแบบนี้တွေးပဲထွက်တော့နားလဲဖြစ်တွေးပဲထွက်တော့နားလဲသူထောက်အောင်လားဟဲ့ဟိုင်လားသူအော်စေးမလားတရက်နှစ်ရက်တော့အေးရမယ်ထင်တယ်ကိုကြီးစိတ်ထင်လေနော်ပေးထားခဲ့မယ်ကိုကြီးငွေ2000ပေးထားခဲ့မယ်လူငွေ2000ပေးထားခဲ့မယ်နော်အဲ့ငွေ2000ကိုလက်ခံပြီးတော့မနေ့ပြန်ကြလို့ရှိရင်ကိုကြီးပြောတယ်မှာဒီကကားအောင်ရအောင်ငါပြီးလို့ရှိရင်အဲ့ဆေးရုံပြန်သွားပြီးလို့ရှိရင်သူ့ကိုထားပေးကျမတို့ကရင်စကယ်ပြန်လဲအကောက်ပြတ်သွားလို့ဒီလာစဉ်ကြီးကိုမသွင်းနိုင်တာ2လစာကိုတစ်ခါတည်းပေး2လစာတစ်ခါတည်းထုတ်တာဒီလူနာ2လစာတင်ဖို့ကြော်သွားလို့အဲ့2လစာကိုတစ်ခါတည်းထုတ်အဟာပေးပြီးလို့ရှိရင်ဒါကိုဖြတ်မယ်ဒါကိုပြန်ဖြတ်ထပ်မယ်အဟာအတွက်ကိုဘယ်လောက်ကြားနိုင်မလဲဟိုရောက်လို့ရှိရင်ကိုကြီးတို့ဖုံးဆက်လာကိုကြီးဖုန်းနံပါတ်ဆက်လာကိုကြီးပါတာပြန်ပေးမယ်ဆရာမလည်းကိုကြီးကိုပေးပြောဒီဘက်ဆောင်ကြောင့်တင်ထားပြီးတော့မှဒါဟိုကိုဈေးလေးပါပြောပြီးတော့မှဒီဘက်ဆောင်ကိုထုတ်ပြီးဟိုဘယ်နှထောင်လိုဟောက်ကိုကြီးထပ်ပြီးမယ်တက်တယ်20လူလက်ခံပါလေညီလက်ခံပါရဒါအခုပေးထားခဲ့ရင်တော့မပြောင်းစင်နေအောင်လို့ရှိရင်မနေ့ကကြာလို့ရှိရောရောက်တော့သွားလေနော်အခုကကိုကြီးကားယူလာကိုကြီးကားဒီကားယူလာခဲ့ဆိုအနောက်မှာကောက်တင်ပြီးတပုတ်မလို့အခုသွားလေလူနာပြန်လာရမှာပဲသူ့ရဲ့အယိုးစီအောင်ဝင်ရမရှိဘူးဆေးုံရရင်ကိုကြီး location ပေးလေကိုကြီးဆေးုံလိုက်လာခဲ့မယ်နော်ငါကြည့်6လှုပ်ရှားလို့ရရမလားစတီယိုโอเคအဲ့တော့ကိုသွားမယ်မကြပြတ်ဆုံးမယ်နော်ရမကြပြတ်ဆုံးမယ်ရညီလေးရကြီးပါချွေတာဒါအကိုဟာလားဒီကိုရကိုလားအကိုမလားမလားမတော့မတူကလည်းညီမလည်းဟိုလက်ဟွာထိရတယ်လက်ဆက်တဲ့ဝင်ပြတ်ရတယ်ဆိုငွေကြီးကနည်းနည်းများရလေ3000ဆိုတော့ရေနော်တော်တော်ခက်ခဲရတယ်ကိုကြီးနားလဲလေကိုကြီးကနည်းနည်းလေးကခီးလို့နေတော့ကိုပြောတယ်ချိန်တိုင်းကျတော့တက်မေးမရှိတော့ဟိုခက်ခဲနေဖြစ်သွားတယ်အခုဆင်းပြေးပြီကိုကြီး2000ပေးထားခဲ့ပြီလိုတဲ့ဟာကိုဟုတ်လား4-5တောင်လိုမှာပဲထပ်ပေးမယ်ကိုထပ်လုပ်မယ်နော်ဘာလို့ရပါကြီးလားလုံးမရသေးဘူးနေ့ပြန်မှာသွားဆမ်းမကိုင်းရတယ်။ဘာမနေ့ပြန်စေးရုံလိုက်မယ်ဆိုတော့သွားဆမ်းမလို့မရဘူး။တရေတော့နေလိုက်ပါဦး။စေးရုံလည်းရင်သွားလိုက်ပါဦး။တလား။နော်ဘာဖြစ်။အမတို့လည်းဒီနေ့မှလာတော့သူတို့လုံးမချင်ဘူးဆိုတာသိတယ်။ဟုတ်လား။စောရတဲ့တင်စောရတဲ့လုပ်ပေးလို့ရတယ်။ပြောတာတွေပြောရတာရှက်ချပေးလေး။လိုင်းမှာကိုဟိန်းဒီကိုလာတယ်ဆိုတော့တွေ့လို့လေ။အဲဒီလိုဖြစ်သွားတာလိုင်းကိုတင်မှသိတာ။အော်။ဟုတ်လာခဲ့တာ။သိပဲ။ဆက်သွယ်ရမ်းဆိုပြီးဆက်သွယ်မြန်အောင်ပြည့်ပြန်လို့ဒေတာတော့ပြန်။ရဘာဖြစ်လဲ။ပြန်ကောင်းသွားမှာပဲ။ဟုတ်ပြန်ကောင်းနော်။တန်းရလာ